Gym trainer နဲ့ group fitness instructor ဘာကွာလဲအားလုံးမင်္ဂလာပါ level up ဝတ်တဲ့ပိုင်းနေကြိုဆိုပါရစေကျွန်တော်သက်ပိုင်ပါကျွန်တော် fitness industry မှာ gym trainer နဲ့ group fitness instructor ဘာတွေကွာလဲဆိုတာကိုရှင်းပြပေးပါမယ် gym trainer ဒါမှမဟုတ် personal trainer အများစုကတော့ one by one client တဦးချင်းစီရဲ့ခန္ဓာကိုယ်တည်ဆောက်ပုံပေါ်မူတည်ပြီးတော့တဦးချင်းစီ alike customize program တွေကိုဆွဲပေးရတဲ့သူဖြစ်ပါတယ် so personal trainer ဆိုတာလဲကျွန်တော်တို့ freelance trainer တွေရှိသလို gym တွေမှာ in-house trainer တွေလည်းရှိပါတယ် group fitness instructor ဆိုတာကတော့တဦးချင်းစီမဟုတ်ဘဲနဲ့ group alike ဦးဆောင်သင်ကြားရတာဖြစ်ပါတယ် group alike class တစ်ခုလုံး flow နဲ့ energy ကိုသတ်မှတ်ထားတဲ့ fitness program music choreography alike သင်ကြားပေးရတာဖြစ်ပါတယ် group fitness instructor မှာလည်း in-house ကော freelance ကောရှိပါတယ်ဆိုတော့ခုနောက်ပိုင်းဆိုရင် fitness professional တိုင်းကနှစ်မျိုးစလုံးမှာကျွမ်းကျင်အောင်စူးစမ်းလာကြပါပြီအခုလက်ရှိကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း group fitness instructor များကဂျင်းတော်တော်များများနဲ့လက်တွဲပြီးတော့ freelance အဖြစ်အောင်မြင်စွာရပ်တည်နေနိုင်ကြပါပြီသင်ကတော့ group fitness instructor အဖြစ်ရပ်တည်ခြင်းတဲ့သူလား personal trainer ပဲဖြစ်ခြင်းတဲ့သူလားဒါမှမဟုတ်နှစ်မျိုးစလုံးစိတ်ဝင်စားရတဲ့သူလားဆိုတာကို comment မှာရေးခဲ့ပေးပါဦး